မိတ်ဆွေများအားလုံးမင်္ဂလာပါဒီအဘောတလုံးကိုပြင်ဖို့ကိုစားဘစ်ကိုရောက်လာပြီဆိုရင်အရင်ဆုံးအနေနဲ့ဆန်းစစ်ဖို့အများဆုံးအဖြစ်၄ချက်ပုံမှန်မူတည်ထားပါတယ်ပထမချက်အနေနဲ့ဒီအဘောကိုကွန်ထရိုးပေးတဲ့ ECU ကြောင့်ပြတ်တာလားအဲ့ကောင်ပြဘာဘော်ဒီကြောင့်ပြတ်တာလားဝါရင်းရိုင်းကြောင့်ပြတ်တာလားဒါမှမဟုတ်ဒီအဘောအထဲတွေကအိုရင်းကောင်းတွေမကောင်းလို့ကလပ်ပြားတွေမကောင်းလို့ပြတ်တာလားအဲ့ဒါတွေသိရှိဖို့ဆိုရင်တော့မပြင်ခင်မှာဘောဘော်လေးကိုထုတ်ကြည့်လိုက်ပါကားပေါ်မှာပဲဖြစ်ဖြစ်အောက်မှာပဲဖြစ်ဖြစ်ထုတ်ကြည့်ပြီးတော့ဒီအဘောအမျိုးအစားပေါ်မှာလိုက်ပြီးတော့သူ့ရဲ့လီထိုးပေါက်တွေရှိပါတယ်အဲ့ဒီလီထိုးပေါက်တွေကိုလီ50 60 pressure အားနဲ့လီလုံးအောင်ဂန်းနဲ့တိကျဖိထိုးလိုက်ပါထိုးလို့သူ့ရဲ့လီပြန်အားကဖုံနဲ့နောက်ကိုပြန်ထွက်တယ်ဆိုရင်တော့ဒီဟာပေါက်တွေကောင်းပါတယ်ဒါမှမပြန်မဲနဲ့လူရှိရှိနဲ့အပြင်ကိုထွက်နေတယ်ဆိုရင်တော့အဲ့ဆိုရင်တော့ဒီဟာပေါက်ပြက်တာပါဒီဟာပေါက်အထဲတွေကပြန်ပြင်ဖို့ overhaul လုပ်ရဖို့တည်ကြပါတယ်အဲ့ဒါလေးကိုအရင်ဆန်းစစ်ကြည့်ပြီးကြမှာပြင်တဲ့မပြင်တဲ့ဆုံးဖြတ်ကြပါကျွန်တော်ရဲ့အတူတူညဝေခြင်းဖြစ်ပါတယ်Yeah